မင်္ဂလာပါရှင် LAM English Program ကနေကြိုဆိုပါရရှင် Hello Hi နဲ့တင်မလုံလောက်တော့ဘူးဆိုတဲ့တာတာမီမီတို့အတွက်ဒီနေ့မှာအခြေအနေအရရက်မှာသုံးလို့ရတဲ့အဆင့်အတန်းမြင့်နှုတ်ဆက်နည်းလေးတွေကိုစုစည်းပေးလိုက်ပါရရှင်တွေ့ရတာအယမ်းဝမ်းသာကြောင်းဖော်ရွေစွာပြောချင်ရင် It's lovely to see you လို့သုံးကြည့်အောင်နောက်တစ်ခါပြန်ပြောပြမယ်နော် It's lovely to see you အတိတ်ဘက်ကတွေ့ရတာအယမ်းဝမ်းသာတာပဲလို့အတိတ်ပဲရပါတယ်တငယ်ချင်းကိုနေကောင်းလားလို့မေးတဲ့အခါပိုပြီးခက်မိုက်မိုက်လေးဖြစ်အောင် How have you been လို့မေးကြည့်အောင်နောက်တစ်ခါပြန်ပြောပြမယ်နော် How have you been အတိတ်ဘက်ကနေကောင်းလားမဟုတ်လားဘာတွေထူးလဲလို့မေးတာပါမြန်မာဆန်ဆန်စေတနာအပြည့်နဲ့မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးခြင်း Have a blessed day လို့ပြောလို့ရပါတယ်ရှင်နောက်တစ်ခါပြန်ပြောပြမယ်နော် Have a blessed day အတိတ်ဘက်ကကောင်းချီးမင်္ဂလာတွေနဲ့ပြည့်စုံတဲ့နေ့လေးဖြစ်ပါစေလို့ဆိုလိုတာပါနောက်ဆုံးအနေနဲ့ခွဲခွာကာနီးမှာဂရုစိုက်ပါအောင်လို့ပြောချင်ရင် Take care လို့သုံးနိုင်ပါတယ်နောက်တစ်ခါပြန်ပြောပြမယ်နော် Take care အတိတ်ဘက်ကကိုယ်စိတ်နှပြဂရုစိုက်ပါလို့အတိတ်ပဲရပါတယ် Catch you later နောက်တစ်ခါပြန်ပြောပြမယ်နော် Catch you laterအဒီဘေကနောက်မှပြန်တွေးကြမယ်လို့ဆိုလိုတာပါနောက်ဗီဒီယိုမှာ self introduction ကိုဘယ်လိုမိတ်ဆက်မလဲဆိုတာပြောပြပေးပါမယ် Catch you later အားလုံးပဲတာယာအေးချမ်းတဲ့နေ့လေးဖြစ်ပါစေရှင်